အားလုံးပဲမင်္ဂလာပါနင်းနေဆုံ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကစွန်းဦးနဲ့ကောင်းငင်းကြော်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးလိမ်မော်ရောင်ကစွန်းဦးလေးပေါ့နော်ကျွန်မအကြီးတစ်ခုကိုပေါင်းလိုက်ပါတယ်ကစွန်းတို့ပေါင်းနေတဲ့အချိန်မှာတော့ကောက်ငင်းမုတ်ကိုစံချင်းခွက်နဲ့နှစ်ခွက်လောက်နေဖို့လုပ်ပါတယ်တီချာလေးစစ်ပေးပါတယ်စားအနေငယ်ထည့်ပါတယ်သမသွားအောင်တီချာမွေပေးပါတယ်မွေပေးတဲ့ချိန်မှာတော့ရေနည်းနည်းစီထည့်ပြီးတီချာနယ်ပေးပါမယ်ကျမထည့်တဲ့ရေကတော့250 ml လောက်ရှိပါတယ်ဒီနေရာမှာစိတ်ရှိရှိနဲ့နေပြီးဖို့တော့လိုတယ်နော်ရေနည်းနည်းစီထည့်ပြီးမှနေပြီးရပါမယ်ဒီ channel ပြီးတဲ့ချိန်မှာဒီလိုလေးထွက်လာတဲ့ချိန်မှာတော့ပလတ်စတစ်နဲ့ခဏလေးအုပ်ပြီးမှနှက်ထားပါတယ်နန်းနေတဲ့ချိန်တွင်းမှာခုနပေါင်းထားတဲ့ကစွန်းတို့လေးရပြီးဖြစ်ပါတယ်ဇွန်းခရင်နဲ့အတီချချီပြီးပါတယ်တကြားအနေငယ်ထည့်ပါတယ်နုစီလဲတစွန်းလောက်ထည့်ပါတယ်เนาะဒီနေရာမှာကိုကအချူကြိုက်တတ်တယ်ဆိုရင်ပို့ပြီးတော့ထဲလို့ရပါတယ်ကျမကတော့အချူ short ထဲပါတယ်ဘာလို့လဲဆိုတော့ဒီကစွန်းဥလိမ်မော်ရောင်တွေကတခြားကစွန်းဥတွေထဲပို့ပြီးတော့အချူတဲ့အရသာရှိပါတယ်ပြီးတဲ့ခါမှာဒီလိုလေးလုံးလေးလက်လလေးဖြစ်အောင်လုပ်ထားပါတယ်အကုန်လုံးပြီးသွားတဲ့ချိန်မှာတော့အခုနနှက်ထားတဲ့ကောက်ငင်းကိုပြန်လုပ်မှာဖြစ်ပါတယ်ကောက်ငင်းကိုကြိုက်တဲ့အရွယ်အစားယူပြီးတော့ဒီချာလေးလုပ်ပြီးတဲ့အခါမှာဒီအထဲမှာခုနလုံးထားတဲ့ကစွန်းကိုထည့်ပြီးမှဖြစ်ပါတယ်ဒီလိုပုံစံလေးရပြီးတဲ့အခါမှာတော့ကျမနန်းအနေငယ်ကပ်ပါတယ်နော်အကုန်လုံးလုပ်ပြီးသွားတဲ့ချိန်မှာတော့ကျမတို့ကောက်ငင်းကိုစကြော်တော့မှာဖြစ်ပါတယ်ကျမစီအနေငယ်ပဲထည့်ထားပါတယ်စီအများကြီးမကြိုက်လို့ပါနော်ကိုကစီကြိုက်ရင်တော့အများရိုက်ထည့်လို့ရပါတယ်စီနည်းနည်းပိုများရင်တော့ကြော်ရတာပိုအဆင်ပြေပါတယ်ဟိုဘက်ဒီဘက်လဲပြီးတော့ဒီမှာအထက်ကကစွန်းအိုလေးအယောင်တန်းလာတဲ့အခါမှာလိမ်မော်ရောင်လေးတွေ့ရတဲ့အခါမှာတော့စားလို့ရပါပြီเนาะအရင်စားလို့ကောင်းပါတယ်အရင်လဲမွေးတယ်အရင်လဲစားလို့ကောင်းပါတယ်အိမ်မှာလိုက်လို့စားကြည့်ပါเนาะဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ပေးဖို့လဲတောင်းဆိုပါတယ်အစအနည်းဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်เนาะ